အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ MM Back Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တခြားကဘာတစ်ခုစီကိုခေါ်သွားကြမှာကဲစဉ်းစားကြည့်အောင်အနာဂတ်မှာဤပညာတွေအရန်တိုးတက်ပြီးတကယ်သိပ္ပံခေတ်ကြီးဖြစ်လာခဲ့ရင်ဒါမှမဟုတ်အဲ့ဒီဤပညာရဲ့အကြောင်းပဲအရာရာပျက်စီးသွားပြီးလူသားတွေကစိမ့်နှမ်းတဲ့တောတောင်တဘာဝတွေကြားထဲမှာကဘာဦးခက်လို့ပြန်နေရရင်ဘာဖြစ်မလဲဆိုတာပိုဆိုးတာတောထဲမှာတကယ်တရိတ်ဆက်နေအစားတမန်နီးနဲ့လှုပ်ထားတဲ့ဆက်ရုပ်တိုင်းတို့စောကြီးစိုးမိုးနေမှာဆိုရင်ရောဒါကတော့ကျွန်တော်ဒီနေ့ပြောပြသွားမယ် Horizon Zero Dawn ဆိုတဲ့နာမည်ကြီးဂိမ်းရဲ့ကဘာကြီးပဲဖြစ်ပါတယ်ဆလန်ကိုတောင်တန်းတွေကြားမှာနေထိုင်ကြတဲ့နိုရာဆိုတဲ့မျိုးနွယ်စုစီကနေစလိုက်ကြအောင်သူတို့ကအော်မာသာလို့ခေါ်တဲ့မာသာတဘာဝတောင်တန်းကြီးကိုကိုးကွယ်ကြတဲ့ရှေးရိုးဆွဲစီကန်းကြီးတော့တဲ့လူမျိုးတွေပဲဒီမျိုးနွယ်စုမှာအေလွိုင်းဆိုတဲ့ကလေးမလေးတယောက်ရှိတယ်ဒါမဲ့တနာစရာကောင်းတာအေလွိုင်းကိုမွေးမွေးချင်းမှာပဲနိုရာတဲ့ဂိုင်းကျုပ်လူကြီးမင်းတွေကမိဘမဲ့မွေးဖွားလာတဲ့ချိန်စာတဲ့သူဆိုပြီးမျိုးနွယ်စုကနေအောက်ကဆက်နေနဲ့နှင်ထုတ်လိုက်ကြတာပဲမျိုးနွယ်စုဝင်ထဲမှာဘသူတယောက်မှသူ့ကိုစကားမပြောရအောင်အဆက်ဆံမလုပ်ရအောင်ဆိုတဲ့တင်းကျပ်တဲ့စီကံထုတ်ထားတာဒါမဲ့ကလေးကိုပြစ်မထားပါဘူး Ross ဆိုတဲ့အမျိုးသားတအုပ်ကိုမွေးစားခိုင်းလိုက်တယ် Ross ကိုယ်တိုင်ကလည်းခိုင်းကနေနှင်ထုတ်ခံထားရတဲ့စီကံကြီးပြီးတည်ငြိမ်တဲ့စစ်တီတော်ကြီးတယောက်ပေါ့ Ross ကအေလွိုင်းကိုသမီးရင်းတယောက်လိုချစ်ပြီးတော့အေလွိုင်း၄နှစ်သမီးမှာကလေးတဘာဝရွာထဲကကလေးတွေနဲ့တွားဆော့ချင်ပေမဲ့ရွာသားတွေကအမိုက်လိုသဘောထားပြီးခဲနဲ့ပြစ်ပေါင်းထုတ်လိုက်ကြဝမ်းနေပြီးထွက်ပြေးသွားတဲ့အေလွိုင်းလေးကတောထဲကရှေးအောင်နှီးပညာမြေရောက်စခန်းကြီးတဲ့ကိုပြုတ်ကျသွားတော့လေအဲ့ဒီနေရာမှာအလောင်းတစ်လောင်းရဲ့နေရွက်နာတောက်ပနေတဲ့ triangle ပုံစံနှီးပညာပစ္စည်းလေးတစ်ခုကိုတွားတွေ့ရအဲ့ဒါကတော့ focus ဆိုတဲ့ဆက်လေးပဲဒီ focus ကိုတက်လိုက်တာနဲ့မျက်စိရှိမှာ hologram အလင်းတန်းနေရှေးအောင်အချက်လက်တွေနဲ့ဆက်ရုပ်တွေရဲ့လှုပ်ဝက်ချက်တွေကိုမြင်တွေ့ရတော့တာပေါ့ဒီ focus လေးက A လွိုင်းရဲ့ဘဝအလှည့်အပြောင်းတော့ချက်ကြီးဖြစ်လာတော့တာ A လွိုင်းက Ross ကိုမေးရသမီးကိုဘာလို့လူတွေမုန်းကြလဲသမီးရဲ့အမေရောဘာတူလဲဆိုပြီး Ross ကနိုဂါမိုးနယ်စုမှာ The Proving ဆိုတဲ့ခရီးကျန်ရှင်ပြိုင်ရေးပြိုင်ပွဲရှိတယ်အဲ့ဒီပြိုင်ပွဲမှာမင်းနိုင်ခဲ့ရင် August ဘဝကနေလွတ်မြောက်ပြီးမျိုးနွယ်စုဝင်ဖြစ်လာလိမ့်မယ်အဲ့ဒီအခါကျဂိုင်းကျုပ်တွေကိုမင်းမိခင်အကြောင်းမေးမြန်းခွင့်ရလိမ့်မယ်ဆိုပြီးပြောလိုက်တယ်အဲ့ဒီနေရာစပြီး Ross က A လွိုင်းကိုလေးများပစ်တာဆက်ရုပ်တွေကိုအမေဆုံးစစ်တီတယောက်လိုချောင်းမြောင်းတိုက်ခိုက်တာတွေကိုအယိုးစိတ်မသက်ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးတော့တာ12နှစ်ကြာသွားခဲ့ပြီး A လွိုင်းတယောက်အသက်18နှစ်အရွယ်ရဲရင်ပြတ်ထားတဲ့အမျိုးသမီးစစ်တီတော်ကြီးဖြစ်လာရောပြိုင်ပွဲရဲ့ရောက်တော့ Ross ကမင်းပြိုင်ပွဲနိုင်ရင်မျိုးနွယ်စုဝင်ဖြစ်တော့မှာမို့ငါတို့ဒီနေ့ကစပြီးစကားပြန်ပြောလို့မရတော့ဘူးဆိုပြီးနှုတ်ဆက်ထွက်သွားတော့လားအေလွိုင်းကနိုရာမျိုးတော်ဖြစ်တဲ့ Mother Hut ကိုဆင်းလာခဲ့ပြီး Proving ပြိုင်ပွဲမှာဝင်ပြိုင်လိုက်တယ်ပြိုင်ပွဲမှာတခြားလူငယ်တွေရဲ့နှောက်ယှက်မှုကိုခံရပေမဲ့နှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ပညာတွေကြောင့်အေလွိုင်းကပထမဆုံးအဖြစ်ပန်းဝင်ခဲ့တယ်ဒါပေမဲ့ဂိုင်းကျုပ်ကြီးရဲ့အနိုင်ရရှိသူကျင်ညာမလို့လုံနေတော့မှာပဲရုတ်တရက်ဝုန်းကနေပေါက်ခွဲတန်နေတဲ့အတူအနက်ရောင်ဝတ်စုံပွဲတပ်ဖွဲ့ကြီးတစ်ခုရောက်လာပြီးပြိုင်ပွဲဝင်လူငယ်တွေကိုရရက်ဆက်ဆက်လိုက်လံပစ်ခတ်တပ်ဖြတ်ကြတော့တာပဲအေလွိုင်းကပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့ရန်သူခေါင်းဆောင်ဟီလက်ဆိုတဲ့လူဘလူးကြီးရောက်လာပြီးအေလွိုင်းရဲ့လေပင်ကိုဓာတ်နဲ့ထိုးတတ်မလို့လှုပ်လိုက်တယ်အဲ့ဒီချိန်မှာပဲအဖေဖြစ်သူ Ross ကခုန်ထွက်လာပြီးအသက်နဲ့လည်းဝင်ရောက်ကာကွယ်ပေးတော့တာပဲHelis က Ross ကိုထန်ရရအောင်လုပ်ပြီးမိုင်းဖုန်းတွေကိုမီးရှို့လိုက်တော့ Ross ကသူ့ရဲ့နောက်ဆုံးအားမှန်နဲ့ A လွိုင်းကိုကြောက်ကပောက်အောက်ခြေထိလွှင့်ထွက်သွားအောင်တွန်းထုတ်ပေးလိုက်တယ်။ဘုံဆိုတဲ့ပောက်ကွဲမှုကြီးနဲ့အတူအဖေဖြစ်သူ Ross ကတော့အသက်ဆုံးသွားခဲ့ပြီး A လွိုင်းကတော့တတိလက်ပြီးကြောက်ထဲကိုလိမ့်ကျသွားတော့တယ်။ပောက်ကွဲမှုကြီးအပြီးမှာ A လွိုင်းတတိပြန်ရလာတော့သူရောက်နေတာကနိုရာမျိုးနွယ်စုရဲ့ရိုးသွေးကိုးကွယ်ကြတဲ့ All Mother Mountain နိုင်ကူထဲမှာဖြစ်နေတယ်။သူ့ရဲ့ဒဏ်ရာတွေကိုဂိုင်းကျုပ်ကြီးဖြစ်တဲ့တီဆာရာကဆေးကုပေးထားတာတီဆာရာကအေလွိုင်းကိုလှိုင်းကူအနက်ဆုံးမှာရှိတဲ့ရှေးဟောင်းတန်မဏိတကားကြီးရှေ့ခေါ်သွားပြီးမိဘမဲ့မွေးဖွားလာခဲ့တဲ့လှည့်ဝက်ချက်ကိုပြောပြလိုက်တာအေလွိုင်းကတန်မဏိတကားကြီးကိုတွားထိလိုက်တဲ့အခါစက်ပစ္စည်းစနစ်ကဝင်ရောက်ခွင့်ပိတ်ထားသည်
ပျက်စီးမှုတွေ့ရှိသည်ဆိုပြီးအတန်ထွက်လာတော့လားခိုင်းချုပ်ကြီးတီးစားတာဒီဖြစ်ရက်ကိုမြင်ပြီးအေလွိုင်းကိုနိုရာမျိုးနွယ်စုရဲ့အမြင့်ဆုံးဂုံပုတ်ဖြစ်တဲ့စီကာရှာဖွေသူဂုံပုတ်ကိုပေးရလိုက်တာစီကာဖြစ်သွားပြီဆိုရင်နိုရာနေမီစီကန်းချက်တွေကိုကြော်လွန်ပြီးပြင်ပကဘာကြီးရဲ့လွတ်လွတ်လပ်လပ်ခရီးထွက်ပိုင်ခွင့်ရသွားတော့တာပေါ့အေလွိုင်းကသူ့ကိုလာတတ်တဲ့ရန်သူတွေကိုကလတ်စားချေဖို့နဲ့သူ့မိခင်အရင်ကဘာတူလဲဆိုတာရှာဖို့အတွက်နိုရာနေမီကနေထွက်လာခဲ့တာလမ်းမှာညီရဲကျန်းတမ်းပြီးချို့ရင်းပြက်စီမှုဖြစ်နေတဲ့ဆက်ရုပ်တွေကိုကြော်ဖြတ်ပြီးကာချာအင်ပါရာတဲ့ခန်းနာလှတဲ့မြို့တော်မရီဒီယန်စီရောက်ရှိလာတယ်။အဲ့ဒီမှာကာချာမျိုးဆောင်တက်မှုကြီးအဲရင်ရဲ့အကူအညီနဲ့ Proven ပြိုင်ပွဲတော့တန်တရားဖြစ်ဖွယ်တွေးရှိခဲ့ရတဲ့အိုလင်းရဲ့အိမ်ကိုတွားရောက်စုံစမ်းခွင့်ရခဲ့တယ်။အေလွိုင်းကမရီဒီယန်မြို့မှာရှိတဲ့အိုလင်းရဲ့အိမ်ထဲကမြေအောက်ခန်းကိုရှာတွေ့သွားပြီးအိုလင်းရဲ့ focus ဆက်မှတ်တမ်းတွေကိုခိုးကြည့်လိုက်တဲ့အခါတကယ်အမှန်တရားပေါ်လာတော့တယ်။အိုလင်းကသက်ဆက်ပါမဟုတ်ပါဘူး။အနက်ရောင်ဝတ်စုံဝတ် Eclipse ကိုင်းကအိုလင်းရဲ့မိသားစုကိုတစားခံလှုပ်ထားပြီးအိုလင်းရဲ့ focus ကနေတဆင့်အေလွိုင်းရဲ့ရုပ်ပုံကိုမြင်သွားခဲ့ကြတာ။ရန်သူကောင်ဆောင် Helix ကအေလွိုင်းရဲ့မျက်နှာကိုမြင်ချင်းပါပဲ။ရှေ့ခစ်ကအမျိုးသမီးတစ်ယောက်ရဲ့ရုပ်ပုံနဲ့ချွတ်ဆွတ်သူနေရကိုတွေ့သွားလို့ကဘာကြီးကိုဖျက်ဆီးမဲ့ရန်သူဆိုပြီးအသေးအတန်လိုက်တက်ခိုင်းခဲ့တာဖြစ်နေရပါ။အေလွိုင်းကအိုလင်းရှိနေတဲ့ရှေးဟောင်းသူတေသနာတူးဖော်ရေးစခန်းစီလိုက်သွားတယ်။အဲ့မှာရန်သူတွေကမကောင်းဆိုးဝါးစက်ရုပ်ကြီးကိုမြေရောက်ထဲကနေတူးဖော်နေတာကိုတွေ့လိုက်ရတယ်။အေလွိုင်းကအိုလင်းကိုရန်သူတွေကြားထဲကနေကယ်ထုတ်လိုက်တဲ့အခါအိုလင်းကအေလွိုင်းငါ့မိသားစုကိုတစားခံလှုပ်ထားလို့ငါ့မှာရွေးချယ်စရာမရှိပဲလှုပ်ခဲ့ရတာပါ။ငါတို့ကိုအမိန်ပေးနေရ Helix မဟုတ်ဘူး။ Helix ရဲ့နောက်ွယ်မှာအနက်ရောင်စက်ရုပ်ကြီးတွေကနေအမိန်ပေးနေတဲ့မကောင်းဆိုးဝါးအတန်ကြီးတစ်ခုရှိသေးတယ်။အဲ့ဒီအတန်ရဲ့နာမည်က Hades ဆိုပြီးဝန်ခံတော့အေလွိုင်းကအိုလင်းကိုမိသားစုနဲ့ပြန်ဆောင်ဖို့လှုပ်ပေးခဲ့ပြီးခရီးဆက်ဖို့လုပ်နေတော့မှာပဲရုပ်တရက်သူ့ရဲ့ focus ဆက်ထဲကနေထူးဆန်းတဲ့အမျိုးသားတစ်ယောက်ရဲ့အတန်ပေါ်ထွက်လာတာမင်္ဂလာပါအေလွိုင်းမင်းကိုလိုက်တက်ခိုင်းနေတဲ့သူတွေမင်းနဲ့ရုပ်ချင်းတူတဲ့ရှေးခေတ်အမျိုးသမီးရဲ့လှည့်ဝက်ချက်တွေရောမင်းသိကျင်နေရမဟုတ်လားအဲ့ဒီအမျိုးသမီးရဲ့နာမည်ကဒေါက်တာအဲလီဇဘတ်ဆိုဘတ်တဲ့ငါ့ကိုမိတ်ဆွေလိုပဲသဘောထားပါမင်းအဖြစ်ရှာခြင်းရင်နှင်းဖုံးနေတဲ့တောင်တန်းကြီးပေါ်ကမာကာအန်စီကိုခရီးဆက်ခဲ့ပါဆိုပြီးလမ်းညွှန်လိုက်တော့တာအေလွိုင်းလည်း focus ထဲကအမီမသိအတန်ပိုင်ရှင်ညွှန်ကြားလိုက်တဲ့အတိုင်းနှင်းဖုံးနေတဲ့တောင်တန်းကြီးပေါ်မှာရှိတဲ့မာကာအန်ရှေးအောင်အဆောက်အဦကြီးစီခက်တက်ရောက်သွားတာအဲ့ဒီနေရာလွန်ခဲ့တဲ့နှစ်ပေါင်း1000က Faro Automated Solution ဆိုတဲ့စစ်ပွဲသုံးစက်ရုပ်တွေထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီကြီးရဲ့ဌာနချုပ်ဖြစ်နေတာပဲအဆောက်အဦရဲ့ထိပ်ဆုံးလွှာ Faro ရဲ့ရုံးခန်းစီရောက်သွားတဲ့အခါမှာတော့အေလွိုင်းတရ hologram မှတ်တမ်းတွေကိုဖွင့်ကြည့်လိုက်တယ်ရှေ့ခေတ်က Tag Faro ဆိုတဲ့တထေးစတင်တီထွင်ခဲ့တဲ့စက်ရုပ်စစ်တပ်ကြီးမှာထိန်းချုပ်မရတဲ့ error တစ်ခုဖြစ်သွားခဲ့တယ်အဲ့ဒီစက်ရုပ်တွေက biomass လို့ခေါ်တဲ့တဘာဝဗီဇ drug ပစ္စည်းတွေကိုလောင်စာအဖြစ်စားသုံးပြီးတက်ရှိအကုန်လုံးဝါးမျိုးကိုမရက်မနာကိုပွားထုတ်နိုင်တဲ့ Faro စက်ရုပ်အုပ်ကြီးဖြစ်သွားခဲ့တယ်Tag Faro ရဲ့အကူအညီတောင်းလို့ရောက်လာတဲ့ပါရမီရှင်ပညာရှင်ဒေါက်တာအဲလီဇဘတ်ကစက်ရုပ်တွေရဲ့စားသုံးမှုနှုန်းအရာနောက်ထပ်15လအတွင်းကမ္ဘာပေါ်မှာရှိတဲ့တက်ရှိမှန်သမျှမျိုးသုံးပျက်စီးတော့မယ်ဆိုတဲ့အမှန်တရားကိုထုတ်ပြောတော့တာဒါကြောင့်လူသားမျိုးတွေမပြောင်းဆုံးဖို့ကမ္ဘာကြီးကိုကယ်တင်ပေးမယ်လျှက်ဝက်မဟာစီမံကိန်းကြီးတစ်ခုကိုရေးဆွဲလိုက်တယ်အဲ့စီမံကိန်းရဲ့နာမည်ကတော့ဒီကိန်းအပိုင်းရဲ့နာမည် Project Zero Dawn ဖြစ်ပါတယ်အဲ့မှာတင်အေလွိုင်းကဒေါက်တာအဲလီဇဘတ်ဆိုတာဘာတူလဲဆိုတဲ့အမှန်တရားနဲ့သူ့ရဲ့ဇင်းမြစ်ကိုစတင်သိရှိလိုက်ရတာမာကာအန်စ်ရဲ့အချက်လက်တွေကိုကြည့်ပြီးအေလွိုင်းပြန်အထွက်มาတော့ရုပ်တရက် focus ထဲကနေတောက်လျှောက်ကူညီပေးနေတဲ့အတန်ပိုင်ရှင်ကသူ့ရဲ့ရုပ်ပုံ hologram ကိုပထမဦးဆုံးချိန်ပြသပြီးသူ့ကိုယ်သူတရားဝင်မိတ်ဆက်လိုက်တော့တာသူ့နာမည်က Silent နဲ့ Silent ကသူ့ကိုယ်သူရှေ့ခေတ်နည်းပညာတွေကိုဆွဲလန်းလေးလာနေသူတယောက်ဖြစ်ကြောင်းနဲ့ Eclipse ကိုင်းကိုစောင့်ကြည့်နေရင်အေလွိုင်းနဲ့တွေ့ဆုံခဲ့တာဖြစ်ကြောင်းပြောပြတာSilent ကအေလွိုင်းကို Project Zero Dawn ဘာကြောင့်စတင်ခဲ့ရလဲဆိုတာအပြည့်အဝသိနိုင်မှုအတွက်ရှေးခေတ်စစ်တာချုပ်ကြီးဖြစ်တဲ့ The Great Hall စီကိုတွားဖို့လမ်းညွှန်လိုက်တော့တာအေလွိုင်းတယောက် Great Hall စီရောက်သွားတဲ့အခါ
ရှေးခေတ်စစ်သားတွေက0 drone စီမံကိန်းကြီးပြီးစီးအောင်တည်ဆောက်ဖို့အချိန်ဆွဲပေးရဲ့အနေနဲ့ Operation Enduring Victory ဆိုတဲ့အသေးခံတိုက်ပွဲကြီးကိုဆင်နွှဲခဲ့ကြကြောင်းမှတ်တမ်းတွေကိုတွေ့ရတယ်။စစ်သားတွေကနိုင်ပွဲမရမှန်သိရတဲ့ကဘာသက်ဖန်တီးမဲ့0 drone အတွက်အသက်ဆုံးကာကွယ်ပေးခဲ့ကြတာ။ဒီနေရာမှာပဲဒေါက်တာအဲလီဇဘက်က0 drone စီမံကိန်းကိုကာဂျာနယ်မြေအောက်ခြေက Sanford မြေအောက်စခန်းထဲမှာတည်ဆောက်ခဲ့ကြောင်းတဲနော်စာရရှိသွားသေးတယ်။အီလွိုင်းကဆိုင်းလင်းရဲ့လမ်းညွှန်ချက်နဲ့အတူ Eclipse တပ်ဖွဲ့ကြီးစိုးထားတဲ့ Sanford မြို့ရဲ့မြေအောက်စခန်းထဲကိုခိုးဝင်လာတာ။အဲ့ဒီနေရာမှာပဲ Project 0 Drone ဆိုတာတကယ်တော့ဘာလဲဆိုတဲ့အဖြေကြီးကိုအပြည့်အဝတွေးရှိလိုက်ရတော့ Project 0 Drone ဆိုတာအချိန်ခီးသွားဆက်လည်းမဟုတ်ဘူး။ရန်သူတွေကိုဖျက်ဆီးမဲ့စူပါလက်နက်ကြီးလည်းမဟုတ်ဘူး။ကဘာကြီးပြက်စီးသွားပြီးရဲ့နောက်မြေအောက်ထဲကနေကဘာကြီးကိုပြန်လဲဖန်တီးပေးမယ်ဂါယာလို့ခေါ်တဲ့အရန်ကိုအဆင့်မြင့်တော့နဲ့ Super Advanced AI စနစ်ကြီးတစ်ခုဖြစ်နေတာပဲ။ဂါယာရဲ့အောက်မှာတာဝန်ယူရတဲ့ Sub Function ဌာနခွဲလေးတွေရှိတယ်။ Minerva ဖာရိုစက်ရုပ်အုပ်ကြီးရဲ့စိန်ညွှန်းကုတ်တွေကို hack လုပ်ပြီးစက်ရုပ်တွေကိုအပီးတိုင်ပိတ်ပစ်တဲ့စနစ် Harvester တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ဖို့အတွက်စက်ရုပ်ဒိုင်နိုဆောတွေကိုတိစောက်ပေးတဲ့စနစ် Ether and Poseidon လေထုနဲ့ရေထုကိုပြန်လည်တန့်စင်ပေးတဲ့စနစ် Illuthia စက်ရုပ်တွေထိမ့်သိမ့်ရေးစက္ကန့်တွေကတဆင့်တရေသားတွေကိုသားဖောက်ပေးပြီးလူသားမျိုးနွယ်ကိုပြန်လည်မွေးဖွားပေးတဲ့စနစ် Hades ဂါယာရဲ့ကဘာသက်ဖန်တီးမှုမှာအမှားယွင်းပါသွားခဲ့ကဘာကြီးကိုပြန်ဖြတ်ပြီး reset လုပ်ပေးရတဲ့ဖြတ်စည်းရေးစနစ်ဒီစနစ်ကြီးအကြောင်းပဲကဘာကြီးမှာတဘာဝတရားတွေပြန်စိမ့်လန်းလာပြီးလူသားတွေပြန်လည်မွေးဖွားလာခဲ့တယ်ပဲဆိုပါတော့ဒီအမှန်တရားကြီးကိုသိသွားပြီးစခန်းထဲကနေပြန်ထွက်မှာပဲအေလွိုင်းကရန်သူကောင်းဆောင် Helix ရဲ့ဖမ်းဆီးရအောင်ခံလိုက်ရတော့လားအေလွိုင်းတတိယတဲ့အခါရောက်နေတာ Meridian မြို့အနီးက Sunrin လို့ခေါ်တဲ့ကာဂျာစက်ရုပ်တပ်ကွင်းရဲမှာဖြစ်နေတာပြီးတော့ Helix ကအေလွိုင်းရဲ့ focus ဆက်ကိုဖျက်ဆီးပစ်လိုက်တယ်ပြီးတော့အေလွိုင်းမှာလက်နက်လုံးဝမရှိပဲကြောက်စရာကောင်းတဲ့ဘဟီမို့စက်ရုပ်ကြီးနဲ့အသေးခံချခိုင်းတော့ပါပဲဒါပေမဲ့အေလွိုင်းကပပနဲ့စက်ရုပ်ကြီးရဲ့အားနည်းချက်ကိုတုံးပြီးသူ့ရဲ့လက်နက်ကိုပြန်ရယူပြီးရနဲ့စက်ရုပ်ကြီးကိုအနိုင်တိုက်ပစ်လိုက်တာအဲ့ဒီချိန်မှာပဲကွင်းဘေးမှာအေယာမပောက်ကွဲမှုကြီးဖြစ်သွားပြီးဆိုင်းလင်းက hack လုပ်ထားတဲ့စက်ရုပ်ကြီးနဲ့ဝင်ရောက်လာတော့တာသူ့ရဲ့ကယ်တင်မှုနဲ့အတူအေလွိုင်းနဲ့ဆိုင်းလင်းတို့ Eclipse တက်ကွင်းထဲကနေအောင်မြင်စွာပဲထွက်ပြေးလွတ်မြောက်သွားကြတာSunrin တက်ကွင်းကနေလွတ်မြောက်လာပြီးနောက်ဆိုင်းလင်းကအေလွိုင်းကို focus ဆက်အသစ်တစ်လုံးပြန်ပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲအေလွိုင်းစီကိုသတင်းစိုးတစ်ခုရောက်လာEclipse တပ်ဖွဲ့တွေကမကောင်းဆိုးဝါးစက်ရုပ်ကြီးတွေနဲ့အတူနိုရာမျိုးနွယ်စုတွေနေထိုင်တဲ့ Scalan နယ်မြေစီစစ်ကြောင်းအပြည့်နဲ့ဝင်ရောက်တိုက်ခိုက်နေကြပြီဆိုတာပဲအေလွိုင်းလည်းသူ့ရဲ့မွေရဲ့မြေစီအမြန်ဆုံးပြန်ပြေးရတော့လားနိုရာစစ်တီတော်တွေက Eclipse ရဲ့တိုက်ခိုက်မှုကြောင့်အသုံးယုံကျရှုံးနေပြီးကြံရှိသူတွေကတော့ All Mother Mountain လှိုင်ကူထဲမှာပိတ်မိနေကြတာအေလွိုင်းကမကောင်းဆိုးဝါးတန်တာကျော်စက်ရုပ်ကြီးနဲ့ရန်သူတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခိုက်ပြီးနိုရာမျိုးနွယ်စုကိုကယ်တင်ပေးလိုက်တယ်။ပြီးရနဲ့ All Mother Mountain လှိုင်ကူကြီးရဲ့တကားကြီးစီပြန်သွားတော့တာ။ဒီတစ်ချိန်မှာတော့အေလွိုင်းရဲ့ focus ဆက်ထဲမှာဒေါက်တာအဲလီဇဘက်ရဲ့ DNA အပြည့်အဝစကန်ဖတ်လို့ရသွားကြောင်းတမ်မန်လီတကားကြီးပွင့်သွားတော့တာ။အဲ့ဒီထဲမှာရှိနေတဲ့အရာ Illuthia 9မွေးဖွားရေးစကန်နံပါတ်9ပဲဖြစ်တာ။အဲ့ဒီစကန်ထဲကိုရောက်သွားတဲ့အခါသိလိုက်ရတာကတော့လွန်ခဲ့တဲ့16နှစ်ကထူးဆန်းတဲ့အချက်ပြမှုတစ်ခုကဂါယာစီရောက်ရှိလာခဲ့တယ်။အဲ့ဒီ signal ကြောင့်ဂါယာရဲ့ sub function တွေအကုန်လုံးကလွတ်လပ်တဲ့အသီးစိတ်အသီးသီးဝင်သွားကြတော့တာပဲ။အဲ့ဒီအထက်က Hades ကလွတ်လပ်တဲ့အသီးစိတ်ရသွားတာနဲ့ဂါယာရဲ့စနစ်ကို hack လုပ်ပြီးကမ္ဘာပေါ်ကတက်ရှိအကုန်လုံးပြန်လည်ဖျက်ဆီးပစ်ဖို့လုပ်တော့တာ။ဂါယာက Hades ရဲ့ကမ္ဘာဖြတ်မဲ့အကြံကိုတားဆီးဖို့အတွက်ကိုယ့်ရဲ့ပင်မဓာတ်ပေါင်းဖို့ reactor ကိုကိုယ်တိုင်ဖောက်ခွဲပစ်လိုက်ပြီး Hades နဲ့အတူအသေးခံပျက်စီးစေခဲ့တယ်။ဒါပေမဲ့ဂါယာမပျက်စီးခင်နောက်ဆုံးစက္ကန့်မှာအနာဂတ်မှာ Hades တာပြန်ထလာခဲ့ရင်ဂါယာကိုပြန်လည်ပြုပြင်ပေးနိုင်ဖို့အတွက်အစီအစဉ်တစ်ခုဆွဲခဲ့သေးတယ်။အဲ့ဒါကတော့ Illuthia မွေးဖွားရေးစခန်းစီအမိန့်ပေးလိုက်ပြီးဂါယာကိုဖန်တီးခဲ့တဲ့ဒေါက်တာအဲလီဇဘက်ရဲ့ DNA နဲ့ပုံစံသူတယောက်ကိုမွေးဖွားခိုင်းခဲ့ရပဲဖြစ်တယ်။အဲ့ဒေါက်တာအဲလီဇဘက်ရဲ့ကလုံးလေးကတော့တခြားသူမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အေလွိုင်းကိုယ်တိုင်ဖြစ်နေရပါ
အေလွိုင်းကဂါယာရဲ့မွေးဖွားရေးစခန်းကနေမွေးဖွားလာခဲ့ရကြောင်းလဲသူ့မှာမိခင်မရှိခဲ့ရတာဖြစ်နေ။တခါကြီးကနေပြန်ထွက်လာတဲ့အခါနိုရာရွာသားတွေနဲ့ဂိုင်းချုပ်ကြီးတွေကအရင်ကကျိန်စာတဲ့သူဆိုပြီးနှင်ထုတ်ခဲ့တဲ့အေလွိုင်းကိုမြင်တော့ဝမ်းနဲ့စွာတောင်းပန်ရင်းနဲ့တိတ်တိတင်မြောက်ခြင်းခံရသူဆိုပြီးဒူးထောက်ကာရာပြုတ်ကြတော့တယ်။အေလွိုင်းကတော့ရှေးရိုးဆက်ပုံမြင်တွေကိုမယုံတော့နိုရာမျိုးနွယ်စုတွေကိုလှိုင်ဟူထဲမှာဘေးကင်းအောင်နေခိုင်းပြီးပျက်စီးနေတဲ့ဂါယာပရိုင်းစခန်းကြီးစီဆက်လက်ခရီးထွက်လာခဲ့တယ်။အဲ့ဒီနေရာရောက်တဲ့အခါမှာသိလိုက်ရတာကလွန်ခဲ့တဲ့နှစ်1000ကဂါယာပရိုင်းစခန်းရဲ့တကားမှာပျက်စီးမှုဖြစ်သွားလို့ဆက်ရုပ်တွေဝင်လာတော့မဲ့အန်နေရကြောက်ရောက်ခဲ့။ဒါမဲ့စခန်းအောင်ကာကွယ်ဖို့ဒေါက်တာအဲလီဇဘက်ကအပြင်အောင်ကိုယ်တိုင်ထွက်တကားကိုအပြင်ကနေပိတ်ပေးလိုက်ပြီးအသက်ဆုံးခဲ့အောင်သိလိုက်ရတာ။ဒါနဲ့မကသေးဘူးတက်ဖာရိုကအနာဂတ်ကလူသားတွေနီးပညာတွေပြန်ရသွားရင်ကဘာကြီးကိုထပ်ဖြတ်စည်းပြစ်မှာကြောက်တာရဲ့သူ့ရဲ့အမားတွေကိုဖုံးကွယ်ချင်တာရဲ့ကြောင့်အပိုလိုဆိုတဲ့တမိုင်းနဲ့အသိပညာ database စနစ်ကိုဖြတ်စည်းပစ်ခဲ့ပြီး0 တွန်းရဲ့ပါမောက္ခကြီးကိုပါလုံးကျန်တက်ပစ်လိုက်တယ်ဆိုတဲ့ plot twist ကြီးကိုပါသိလိုက်ရတာ။အဲအားကြောင့်ပဲဒီနှစ်ခေတ်လူသားတွေကအသိပညာကင်းမဲ့ပြီးလူရိုင်းမျိုးနွယ်စုတွေပြန်ဖြစ်သွားခဲ့ရတာ။အေလွိုင်းကဂါယာပရိုင်းစခန်းထဲကနေ Hades ကိုအပီးတိုင်ပိတ်ပစ်နိုင်မဲ့ Master Override စနစ်ပါတဲ့လှန်စွပ်ကိုရရှိလိုက်တယ်။ Hades နဲ့ Eclipse တပ်ဖွဲ့တွေက Meridian မြို့တော်နားမှာရှိတဲ့ The Sphere ဆိုတဲ့အရာမှအချက်ပြတာဝါတိုင်းစီစစ်ကြောင်းပြည့်နဲ့ခြိတက်လာနေကြတယ်။ Hades ကအဲ့ဒီတာဝါတိုင်းကိုရောက်သွားရင်ကမ္ဘာအနှံ့မြေအောက်က Pharaoh ဆွမ်းဆက်ရုပ်အုပ်ကြီးအားလုံးပြန်နိုးထလာတော့မှာအေလွိုင်းလည်းကာဂျာနိုရာနဲ့အိုစီယန်မဟာမိတ်တပ်ဖွဲ့တွေကိုစုစည်းပြီးမရေဒီယန်မြို့တော်ကိုကာကွယ်ဖို့လှုပ်ကြတိုက်ပွဲအတွင်းအေလွိုင်းတယောက်သူ့အဖေ Ross ကိုတတ်သွားခဲ့တဲ့ Helis နဲ့ရင်ဆိုင်တိုက်ခိုက်ရင်နောက်ဆုံးဓာတ်နဲ့ထိုးအနိုင်ယူပြီး Ross တို့ဂလတ်စားပြန်ချနိုင်လိုက်တော့တယ်။ဒါပေမဲ့ Hades က Debrin ကစက်ရုပ်ကြီးရဲ့ဝင်ရောက်ပြီး The Spear Tower တိုင်းစီရောက်သွားနေပြီဖြစ်လို့မြေအောက်ကစက်ရုပ်အုပ်ကြီးစတင်ထိုးထလာကြတာ။အေလွိုင်းလည်း Debrin ကစက်ရုပ်ကြီးကိုအပြင်းထန်တိုက်ခိုက်ဖျက်ဆီးပြီး Hades ရဲ့အဓိကစက်ရုပ်လုံးကြီးစီအပြေးသွား Master Override လှန်ကိုစွတ်ခနဲ့ထိုးဆိုင်လိုက်တော့တာ။အဲ့မှာဝုန်းခနဲ့ထွက်ပေါ်လာတဲ့အပြာရောင်အလင်းတိုင်းနဲ့ Hades ရဲ့စနစ်တစ်ခုလုံးတောက်တင်ရှင်းလင်းခံလိုက်ရပြီးကဘာအနှံ့နှိုးထလာတဲ့စက်ရုပ်ကြီးရဲ့အကုန်လုံးအပီးတိုင်ငိမ့်ချမ်းပျက်စီးသွားကြတော့တာ။တိုက်ပွဲကြီးအောင်မြင်စွာပြီးဆုံးသွားတဲ့နောက်အေလွိုင်းတယောက်စိမ့်လန်းတဲ့တောတောင်တွေကြားထဲကရှေးရောက်အိမ်လေးတစ်အိမ်စီတယောက်တည်းခရီးဆက်လာခဲ့တယ်။အဲ့ဒီနေရာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကသူ့ရဲ့မိခင်အရင်ဒေါက်တာအဲလီဇဘက်အသက်ဆုံးခဲ့တဲ့အိမ်လေးဖြစ်နေ။တစ်ပင်ပန်းမင်းတွေလှပစွာပွင့်လန်းနေတဲ့ဥယျာဉ်လေးထဲမှာထိုင်ခုံပေါ်မှာငိမ့်ချမ်းစွာပဲသိဆုံးနေတဲ့ဒေါက်တာအဲလီဇဘက်ရဲ့ရုပ်အလောင်းတွေ့လိုက်ရတာ။အေလွိုင်းကမိခင်ရဲ့ရုပ်အလောင်းနားမှာဒူးထောက်လိုက်ပြီးကြံရစ်ခဲ့တဲ့ audio မှတ်တမ်းလေးကိုဖွင့်နှားထောင်လိုက်တော့ဂါယာအဲလီဇဘက်ကိုမေးလိုက်တယ်။မင်းမသာကလေးရှိခဲ့မယ်ဆိုရင်သူ့အတွက်ဘာဆူတောင်းပေးမလဲ။အဲလီဇဘက်ကငါမှသာတမေးလေးရှိခဲ့မယ်ဆိုရင်သူ့ကိုစူးစမ်းလို့စိတ်ရှိရဲ့သူကိုယ်ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာရပ်တည်နိုင်ပြီးမဆုတ်မနစ်စူးစမ်းတတ်တဲ့သူဒါနဲ့မကောက်ကဘာကြီးကိုပြန်လဲကူစားပေးနိုင်တော့အောင်ကိုချင်းစာတရားရှိတဲ့သူဖြစ်စေခြင်းနဲ့အေလွိုင်းလည်းမျက်ရည်တွေနဲ့မိခင်ကိုဂါဝရပြုရင်ဂိမ်းဆက်လိုင်းပြီးဆုံးသွားပါတော့တာကဲဒါကတော့ကဘာကြီးပြက်စီးသွားပြီးရဲ့နောက်တဘာဝတရားနဲ့ဆက်ရုပ်ဒိုင်နိုဆောတွေစိုးမိုးထားတဲ့ Horizon Zero Dawn Game ရဲ့ပထမအဆုံးဇာတ်လမ်းကြီးပဲဖြစ်ပါတယ်။အေလွိုင်းရဲ့သူ့မိခင်အရင်ကိုရှာဖွေရင်းကဘာကြီးကိုကယ်တင်ခဲ့တဲ့ဒီခီးစဉ်အောင်အစအဆုံးနားဆင်ပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါနောက်ထပ်ပိုမိုက်ပိုစမ်းပြတဲ့နည်းပညာတွေမြေပုံအသက်တွေနဲ့မကောင်းဆိုးဝါးစက်ရုပ်ကြီးတွေပါဝင်လာမဲ့ Horizon Forbidden West ဇာတ်လမ်းကိုလည်းဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကို like share and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်ဗီဒီယိုသစ်တွေမှာပြန်တွေ့ကြမှာ